ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာအောင်စေဒုတိ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကဲဒီနေ့16ရက်နေ့မှာကျွန်တော်တို့3လုံးချိန်ကနေအောင်နှလုံးထိကနေအောင်တင်မိတာပါဗျာနော်အဲ့တော့ကျွန်တော်ပြောခဲ့သလိုပါပဲ site ကိုတော့ကျွန်တော်ချမပြပေးတော့ပါဘူးအဲ့တော့ကျွန်တော်ချိန်ကနေတွေကျွန်တော်ရဲ့စေခွက်တွေနဲ့ကျွန်တော်ပေါင်းပြီးတော့ထုတ်ပေးထားတဲ့ကဏ္ဍရှိပါဗျာနော်အဲ့တော့ကျွန်တော်တို့3လုံးကဏ္ဍမှာ5ခွက်ရှိပါတယ်မိတ်ဆွေတို့အနေနဲ့ကြိုက်ချင်းတို့မှာကစားပါလို့ပြောချင်ပါတယ်ဗျာနော်ကဲကျွန်တော်တို့ဒီ5ခွက်လေးကိုကြိုက်နေတဲ့တဲဆိုလို့ရှိရင်ကစားနိုင်ပါတယ်ဗျာနော်ကဲဒါဆိုရင်ကျွန်တော်တို့နှလုံးထီကိုပြန်ကြည့်ကြအောင်ဗျာနော်ကဲဒီနေ့တော့လိုရင်းတိုရှင်းကိုပဲအမြန်နည်းနဲ့ချပြပေးထားပါတယ်ဗျာနော်ကဲတုံးစံတိုင်းပဲကျွန်တော်တို့ဒီနေ့အတွက်3လုံးချင်းကဏ္ဍနဲ့နှလုံးကဏ္ဍလေးမရယူခင်မှာထုံးစံတိုင်းကျွန်တော်ရဲ့အောင်စေဒုတိ channel အကောင့်တစ်လေးကို subscribe နေရသေးဘူးဆိုလို့ရှိရင် subscribe လေးနေတာပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်တို့အသေးတင်တိုင်းပေါက်ကဏ္ဍတွေတင်တိုင်းတွေ့အောင်လို့ subscribe ပေးနာ notification လောင်းလေးလည်းနှိပ်ပေးကြပါဦးကဲဒီနေ့ကျွန်တော်တို့မထီမပေါက်ကြီးရဲ့1ချိန်ရဲ့ထိတ်စီရဲ့ပေါ့ဗျာနော်အဲ့တော့3မျိုးလုံးကိုတင်ပေးထားပါတယ်အဲ့ဒီမှာကျွန်တော်ရဲ့ဈေးကွက်ကဏ္ဍတွေလည်းရှိမယ်အဲ့တော့ကျွန်တော်အကုန်လုံးခြုံငုံပြီးတော့အကြိုက်ကဏ္ဍတွေဆွဲထုတ်ပေးထားပါတယ်မိတ်ဆွေတို့အနေနဲ့လည်းအကြိုက်ချင်းတို့မှာကစားပါအကြိုက်ချင်းမတူရင်ကြော်သွားပါဗျာနော်ကဲအဲ့တော့ကျွန်တော်300တလုံးထပ်လာနိုင်လားလို့မေးနေတဲ့မိတ်ဆွေတွေကျွန်တော်ထပ်လာနိုင်တယ်ဗျာနော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့များသောအားဖြင့်မြူးတဲ့ကဏ္ဍတွေကအနည်းဆုံး5လုံးလာတာများတယ်ဗျာနော်အဲဒါကြောင့်မလို့300 4လုံးပဲထွက်ထားတဲ့အတွက်300တလုံးထပ်လာနိုင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီနေ့ site ထဲမှာတော့300မရှိဘူးဗျာနော်အဲ့တော့ကျွန်တော်တို့9နေရာမှာ300အစားထိုးပေးလိုက်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်9ကြံကနန်းတစ်လုံးကမလာနိုင်ဘူးလို့ထင်ပါတယ်ဗျာနော်ကျွန်တော်တို့9တစ်လုံးဒီဘက်ကြံမယ်ထင်ပါတယ်ပြီးခဲ့တဲ့ဘက်ကကျွန်တော်6ကြံခဲ့တယ်ပေါ့ဗျာနော်ဒီဘက်တော့6ထွက်သွားတယ်9ထပ်ကြံမယ်လို့ထင်ပါတယ်ယူဆပါတယ်ဗျာနော်အဲကြောင့်မလို့9ကိုဒီနေ့ကျွန်တော်တတ်ထားပါတယ်အဲ့တော့အပူကြိုက်တဲ့မိတ်ဆွေတွေကတော့ကျွန်တော်တို့စုံဘူးအားကောင်းတယ်ပေါ့ဗျာနော်စုံဘူးပဲလာမယ်လို့ထင်တယ်တကယ်လို့အပူလာခဲ့မယ်ဆိုလို့ရှိရင်နော်အဲ့တော့ဒီနေ့ထုတ်တဲ့ကဏ္ဍတွေထဲမှာစုံဘူးဆိုလို့300ရဲ့66ရဲ့88ဒီ3ဘက်ပဲရှိမှာပေါ့ဗျာနော်ကဲဒါဆိုရင်ဒီလောက်ပါဗျာနော်ဒီနေ့ကျွန်တော်ရဲ့ချစ်မိတ်ဆွေများအားလုံးပဲကံကောင်းကြပါစေခင်ဗျာ